လူမင်္ဂလာချိန်တိုင်းပြည့်ဝစီရွှေမနဲ့ခင်စာတီငါမြတ်တာဝီရွှေမိုးငွေမိုးဒီတို့ကလူဖြူဝေပါစီမင်္ဂလာနဲ့ခင်မှာရွှေဖလားနဲ့ပြည့်ဝီမြောင်းရပါစီအေးလာမအေးတန်အေးဒုက္ခဝေမြေတဲ့ဤတမရွှေမျက်နှာပွင့်ပွင့်ပါစီရောင်းမဲ့ဝေဝဲလာလို့ဒနာဥစ္စာယရနာတူစေကုန်သေးကြီးတွေကုန်ပြင်းစီများရောင်းမဲ့ပွင့်သည်ရွှေသေးကြီးတွေရွှေပြင်းစီများရောင်းမဲ့ပွင့်သည်စိတ်နဲ့ကြီးတွေစိတ်မြင်စီပြရောင်းမပွင့်လေဝီတဲ့ကြီးတွေဝီပြင်းစီများရောင်းမပွင့်လေဘလာငါနဲ့အမပြီတနာဝီပိုင်ဆိုင်မစေတောင်းသူလေးသမားလုံးသမားဆိုင်ပေါ်ကြည့်ဝစီခဏရတာသမီးရီစီရောကိုပါချမ်းမချမ်းသာစီအေးလာမအေးတန်အေးဒုက္ခဝေမင်္ဂလာရှိတဲ့နေ့ကလေးပါခဏရသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းတွေပြည့်စုံနိုင်ကြပါစေတဏှာရောဒီဂီတာဖွဲ့ရဲ့ဖြိုးလင်းမှုအတန်လေးကိုကြားရတဲ့အချိန်သာဆောင်ပြီးတော့အားလုံးသောလူနဲ့မြမတ္တဝါတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပြည့်စုံတယ်လူရဆန္ဒတွေပြည့်စုံပါစေကုန်နေကြီးများကြက်ပဲတော့ကုန်ပစ္စည်းတွေရောင်းမှန်းသာဝယ်ပန်းလာပါစေစိတ်နေကြီးများကြက်ပဲတော့လေစိတ်ပစ္စည်းတွေရောင်းမှန်းသာလူဝယ်ပန်းလာပါပြီရှိရကြီးများကြက်ပဲတော့လေရှိပစ္စည်းတွေရောင်းမှန်းသာဝယ်ပန်းလာပါစေတဲ့ဝိသေကြီးများကြပဲတော့လေငွေပစ္စည်းတွေရောင်းမှန်းသာလူဝယ်ပန်းလာပါစေတောင်းသူလေသမားဦးကြီးများမူလီဝဒချောင်းမြောင်းများမှန်ကန်ပြီးတော့စိုက်သည်များပြုသည်များကောက်ပေးသည့်များအောင်မြင်ဖြစ်ထွန်းပါစေရရှိထားတဲ့ကောက်ပေးသည့်တွေအားလုံးနဲ့ရောင်းမှန်းသာဝယ်ပန်းလာလို့ရောင်းရတဲ့နေရာမှာဈေးကောင်းမိပြီတတိလောင်းဒီဖြစ်နိုင်ကြပါစေလို့အေဟိလာဘအေဟိတနံလာလာပါရီပေါ်ကျော်ဝကြပါစေအလူကြီးစက်လက်နဲ့မကွာလူနိုင်တန်းနိုင်ကြပါစေမင်္ဂလာရှိတဲ့နနခင်းလေးမှာဖြင့်တတန်ရောင်ဒီဂီတာဖွင့်တော့ဆရာစန်းနေမောင်ရင်ထွေးရဲ့ဂီတလက်တန်လေးနဲ့တူဒီသရှင်ကျွန်တော်မောင်ဖုံးသက်တို့တောင်းစုပြုချင်တာကအေဟိလာဘအေဟိတနံနဲ့လာလာပါရီပေါ်ကျော်ဝအလူကြီးစက်လက်နဲ့မကွာလူနိုင်တန်းနိုင်ကြပါစေလို့တောင်းစုမြတ်တာများဥဒ္ဒပေးခြင်းမှာခင်ဗျာ
ွှေလက်ဝေလို့မင်္ဂလာချိန်တိုင်းပြေဝစီရွှေမနှက်ခင်စာတီနာမြတ်တာဝေရွှေမိုးငွေမိုးဒီတို့သလိုဖြူဝေပါစီမင်္ဂလာနဲ့ခင်မှာရွှေဖလားမြက်ပြီးဝီများဝင်ပါစီအေးလာအေးတနေ့ဒုက္ခဝေမိတဲ့ဤတမရွှေမျက်နှာပွင့်ပြပါစေရောင်မဲ့ဝေပဲလာလို့ခဏဥစ္စာယရနာတူစေကုန်းတဲ့ကြီးတွေကုန်းမြင့်စီများရောင်မပွင့်စေရွှေတဲ့ကြီးတွေရွှေပြည့်စီများရောင်မပွင့်စေစိတ်နဲ့ကြီးတွေစိတ်မြင့်စီများရောင်မပွင့်စေဝီတဲ့ကြီးတွေဝီပြည့်စီများရောင်မပွင့်စေဘလာကားတဲ့အမပြီးကနာဝီပိုင်ဆိုင်ပါစေတောင်းသူလေးသမားလုံးသမားစိတ်ပေါ်ပြီးဝစီခဏရဲ့သားသမီးတွေစိတ်ရောကိုယ်ပါချမ်းသာချမ်းသာစီအေးလာပဲအေးတနေ့ဒုက္ခဝေမင်္ဂလာရှိတဲ့နေ့ကလေးမှာအားလုံးပဲမင်္ဂလာပေါင်းပြည့်စုံနေကြပါစေ